ဈေးထက်ဝက်ကျသွားတဲ့ဇက်ဇီးကိုရှင်းထုတ်ဖို့အတွက်တိုင်ပတ်နေတဲ့ United ညီကိုရီးယားလုံးပဲမင်္ဂလာပါဗျာ United ဆောင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့မှာတော့ United ကနေထွက်ခွာဖို့တေချာတလောက်ဖြစ်နေပြီဖြစ်တဲ့တိုက်စစ်မှုဇက်ဇီးရဲ့ရှက်ဖို့ကောင်းလောက်ဈေးကွက်တန်ကျေထိုးကြမှုအခြေအနေနဲ့အတူအသင်းရဲ့ Academy ကစားသမားတွေကိုအငှားချမဲ့အစီအစဉ်တွေနောက်ွယ်ကမျက်နှာလိုက်မှုရှိနေတာလားဆိုတဲ့ပြဿနာတွေကိုအသေးစိတ်သုံးသပ်ကြည့်ကြတာပေါ့ဗျာပထမဆုံးအနေနဲ့တိုက်စစ်မှုဇက်ဇီးရဲ့အခြေအနေကိုကြည့်အောင်ဗျာလက်တလောထွက်ပေါ်နေတဲ့သတင်းတွေအရဇက်ဇီးကိုအီတလီကလပ်ဂျူဗင်တက်အသင်းကအငှားနဲ့ခေါ်ယူဖို့စ조사နေရလို့သိရပါတယ်ဒီနေရာမှာမေးစရာရှိတာက United အနေနဲ့သူ့ကိုဘာလို့အပိသက်မယောင်းထုတ်ပဲနဲ့အငှားချဖို့စ조사နေရတာလဲဆိုတာပါပဲအဖြေကတော့ရှင်းပါတယ်ဗျ United ကဇက်ဇီးကိုပေါင်တန်း20လောက်နဲ့တောင်မှအပိသက်ယောင်းထုတ်လို့မရတဲ့အနေအထားဖြစ်နေလို့ပါပဲဘန်နာရေးစီးမြင့်နေရ United အနေနဲ့ဇက်ဇီးကိုအရှုံးမပေါ်ပဲနဲ့ယောင်းထုတ်ခြင်းနဲ့ဆိုလို့ရှိရင်အနည်းဆုံးပေါင်တန်း20ရမှသာအဆင်ပြေမှာပါဗျဒါပေမဲ့လည်းအခုအချိန်မှာဘယ်ကလပ်အသင်းကမှသူ့ကိုအဲ့ဒီလောက်ပေးပြီးတော့မွေချင်ကြတော့ပါဘူးလွန်ခဲ့တဲ့2နှစ်လောက်ကမှပေါင်34သန်းအထိပေးပြီးတော့ခေါ်ယူခဲ့တဲ့ကစားသမားတစ်ယောက်ကအခုလိုအချိန်တိုအတွင်းမှာဈေးတစ်ဝက်ကျော်ထိုးကျသွားတာကတကယ်ကိုအံ့အားသင့်စရာပါပဲဗျဒါဟာဇက်သီးကိုတာခြေစွမ်းမပြနိုင်တာကြောင့်ဆိုပေမဲ့လည်းတခြားတစ်ဖက်မှာလည်း United အသင်းရဲ့လူငယ်ကစားသမားတွေအပေါ်ပြုစုပြောထောင်နိုင်စွမ်းမရှိဘူးဆိုတာကိုမီးမောင်းထိုးပြသနေရပဲဖြစ်ပါတယ်ဗျ United ကကစားသမားတွေကိုတန်ကြေးတက်အောင်မလုပ်ပေးနိုင်ပဲနဲ့သူတို့ရဲ့ကစားသမားဘဝကိုဖျက်ဆီးပစ်တယ်လို့ဖြစ်နေပါတယ်ဇက်သီးဟာနီးပြမိုက်ကယ်ကာရီရဲ့ကစားကွက်မှာလည်းလုံးဝအံ့ခွင့်ချမဖြစ်တာကြောင့်မလို့သူ့ကိုအသင်းမှာဆက်ထားဖို့အကြောင်းပြချက်မရှိတော့ပါဘူးဗျအခုချိန်မှာပေါင်တန်း20တောင်မတန်တော့တဲ့ကစားသမားကိုမနေ့ပြန်အထိဆက်ထားနေရင်လည်းအလကားပါပဲဒါကြောင့်မလို့အငှားချပြီးတော့ခြေစွမ်းပြန်ပြလာမယ်အချိန်ကိုစောင့်တာကလွဲလို့ United အတွက်အခြားရွေးချယ်စရာမရှိတော့ပါဘူးဗျနောက်ထပ်စိတ်ဝင်စားစရာသတင်းတစ်ခုကတော့လူငယ် Academy ကစားသမားတွေရဲ့အခြေအနေပါပဲ United ဟာရာသီချိုခြေစွမ်းပွဲတွေမှာပါဝင်ခဲ့တဲ့ U21 ကစားသမားအများစုကိုအငှားချဖို့ပြင်ဆင်နေတယ်ဗျဒါကိုလီယာဗီတက်နဲ့အာမတ်စ်တို့လိုမျိုးခြေစွမ်းပြနေတဲ့လူငယ်တွေကိုအငှားချဖို့ဒါမှမဟုတ်လို့ရှိရင်အပိသက်ရောင်းထုတ်ဖို့လုပ်နေပေမဲ့လည်းလေစီဂါဘရီယယ်နဲ့ဖလက်ချာညီကို2ယောက်ကိုတော့အသင်းမှာပဲဆက်ထားဖို့ဆုံးဖြတ်ထားပါတယ်ဗျဒီနေရာမှာပြည်သက်တွေချာဝေဖန်မှုမြင့်တက်လာတာကဖလက်ချာညီကိုရဲ့ကိစ္စဗျလေစီနဲ့ဂါဘရီယယ်တို့ကတော့တကယ်ကိုခြေစွမ်းရှိလို့ခြံထားတာကိုလက်ခံနိုင်မယ်လေဖလက်ချာညီကိုကတော့သူတို့လောက်ခြေစွမ်းမရှိဘဲနဲ့နာမည်ကြောင့်သာအခွင့်အရေးပိုရနေတာလားဆိုတဲ့အတန်တွေထွက်ပေါ်နေတာဖြစ်ပါတယ်ညီကိုတွေအနေနဲ့ရော United မှာကစားသမားတွေရောက်လာတိုင်းခြေစွမ်းကျပြီးတော့ဈေးကျသွားတဲ့အဓိကတရက်ခန့်ကဘယ်သူလို့ထင်လဲပြီးတော့ဖလက်ချာညီကိုအတင်းမှာဆက်ထားမဲ့ဆုံးဖြတ်ချက်အပေါ်ဘယ်လိုမြင်လဲဆိုတာကိုကွန်မန့်မှာဝေရောက်ဆွေးနွေးပေးသွားကြပါဦးဗျာ